ဒီနေ့ကတော့မေမေဖြိုးအတွက်ဈေးကဝယ်လာတဲ့ငစင်ရိုင်းတွေကိုအခုလိုတန်းစင်အောင်လုပ်ပြီးတရက်သီးလေးနဲ့ချက်မယ်ပြီးတော့ကိုင်းခန်းကြီးသီးလေးကိုလည်းတုတ်ပြအောင်မှာမို့ဘလော့လေးအစုံကြီးကြည့်ပြီးအားပေးကြပါအောင်ခင်ဗျာငစင်ရိုင်းကဒီလိုရာသီကြမှာများများစားရတာတိဥလေးနဲ့ share ပဲမိမရေတော့ဈေးကနာပြေးလာမှာဘာမှအောင်မလဲအော်အေးခုနကလေငစင်ရိုင်းနေပေါ်နေလို့ပြောနေကြတယ်အဲ့ဒါငစင်ရိုင်းနဲ့တရက်တီနဲ့ဒီနေ့ချက်စားမယ်ငစင်ရိုင်းဝယ်ခဲ့ပြီးတော့မချစ်စုတရက်တီပါတလုံးလုံးဝယ်ခဲ့နော်โอเคကျန်တာတော့ကြည့်ချက်ပြီးဝယ်လိုက်ပေါ့ဟုတ်ပြီအောက်သွားမယ်နော်โอเคကဲအခုဆိုရင်တော့ကျွန်တော်ကတော့ဈေးကိုရောက်ပါပြီငစင်ရိုင်းကတော့30သား2000ပေါ့နော်30သား9000နဲ့တွေ့တယ်35မိမမလိုက်တဲ့ငစင်ရိုင်းလေးတွေအရင်ဝယ်လိုက်ပါအောင်မယ်တရက်တီကတော့တစ်လုံးကို1200ပေးဝယ်ခဲ့ရပါတယ်ငစင်ရိုင်းကတော့ဒါ9000မို့ပါငစင်ရိုင်းကအရည်အရွယ်တွေအရန်များတဲ့အတွက်ကျွန်တော်ကရှာလက်ကရေးလေးစမ်းပြီးတော့အရင်ဆေးပြပါမယ်ဒုတိယအကြိမ်အနေနဲ့ကျွန်တော်ကစားချမ်းလေးတွေဖြူပြီးတော့ထပ်ဆေးပြပါမယ်အခုဆိုရင်တော့ဒါတန့်စင်နဲ့ဒါငစင်ရိုင်းလေးတွေရပြီပေါ့နော်ပြီးရင်တော့ဒီငစင်ရိုင်းရဲ့စူးတောင်တွေအမီးတွေကျွန်တော်ဖြတ်ပေးရပါအောင်မယ်ငစင်ရိုင်းရဲ့ကြောကုမရှိတဲ့စူးတောင်လေးတွေကိုကက်ကြီးနဲ့ညှက်ပေးလိုက်ပါမယ်အမီးတွေကနှာတီးပြားလေးတွေပါကက်ကြီးနဲ့ညှက်ပြီးတော့တန့်စင်ပေးလိုက်ပါမယ်ကျန်တဲ့ငစင်ရိုင်းလေးတွေကိုလည်းဒီပုံစံတိုင်းဆက်လုပ်လိုက်ပါအောင်မယ်အခုလိုလုပ်တဲ့ခါကျရင်ဥလေးတွေမကြွေသွားအောင်တော့တတိထားမှာပေါ့နော်ကဲအခုဆိုရင်တော့တန့်စင်နဲ့ဒါငစင်ရိုင်းတွေရပြီပေါ့နော်ပြီးရင်တော့တရက်တီကိုအခွန်ခွာပေးပါမယ်ပြီးရင်တော့လူကျင်တဲ့အတုံးလေးတွေတုံးပေးလိုက်ပါမယ်ခုဆိုရင်တော့တရက်တီလည်းအစင်းနေဖြစ်ပါပြီငစင်ရိုင်းကိုရတာနယ်ဖို့အတွက်စိမ့်စမ်းငပိရဲ့စားအချို့မဟုတ်စနစ်မှုတ်လေးထည့်ပြီးတော့တေချာနေပြီးတော့ရတာနှက်ထားပေးရပါမယ်ကျက်သွန်ဖြူလေးကိုလည်းထောင်းမယ်ကျက်သွန်နီလေးတွေကိုလည်းရောထောင်းလိုက်ပါမယ်ပြီးရင်တော့အစင်းမှုတ်လေးထည့်ပြီးတော့ထပ်ထောင်းပေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဟင်းစားချက်လို့ရပါပြီဟင်းချက်ဖို့အတွက်ဒေအိုထဲကိုစီထည့်မယ်စီပူလာရင်တော့စနစ်မှုတ်လေးထည့်ပြီးတော့ကျက်သွန်ဖြူနီထောင်းထားတာလေးပါထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်စီတက်ထားတာလေးတွေရပြီဆိုရင်တော့ကျွန်တော်တို့ကရတာအတွက်ဟင်းခတ်မုတ်လေးရဲ့ငမြရည်လေးရဲ့ပေါက်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ခုနကရတာနေထားတဲ့ငစင်ရိုင်းလေးတွေကိုထည့်ပြီးတော့ချက်ပေးလိုက်ပါမယ်ပြီးရင်တော့စုံစည်းလေးတွေထည့်ပြီးတော့ငစင်ရိုင်းလေးတွေနူးသွားအောင်လို့အဖုံးလေးဖုံးပြီးတော့ချက်ထားပေးရပါမယ်ကဲအခုဆိုရင်တော့ငစင်ရိုင်းလေးနူးလက်စားဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့တရက်တီလေးတွေထည့်ပြီးတော့ထက်ချက်ပေးလိုက်ပါမယ်တရက်တီလေးတွေနူးသွားအောင်လို့အဖုံးလေးဖုံးထားပေးရပါမယ်ကဲအခုဆိုရင်တော့တရက်တီလေးနူးမနူးကြည့်လိုက်ပါအောင်မယ်ဇုံနဲ့မှွေတဲ့အခါကျရင်ငစင်ရိုင်းလေးတွေကြည်သွားမှဆိုလို့ကျွန်တော်ကဒေအိုးလေးပဲလှုပ်ပေးလိုက်တာပေါ့နော်ကဲအခုဆိုရင်တော့ကျွန်တော်ရဲ့တရက်တီလေးလည်းနူးပြီးငစင်ရိုင်းလေးတွေလည်းရပြီဆိုတော့ကျွန်တော်ရဲ့အရန်စားကောင်းတဲ့ငစင်ရိုင်းတရက်တီချက်ဟင်းလေးရပါပြီခင်ဗျာစားကြပါအောင်နော်ကဲဒီနေ့နေ့လက်စားတော့ဒီမှာငစင်ရိုင်းနဲ့တရက်တီဟင်းနဲ့တက်ပြီဆိုတော့စားတော့မှာပေါ့နော်ဒါတော့ဖြိုးမိကြော်တာပေးတဲ့ကစွန်းရဲ့ကြော်လေးပါပြီးရင်ဖြိုးကဒီမှာဒီကိုင်းခန်းကျင်ဒီလေးရှိလို့ကိုင်းခန်းကျင်ဒီကိုပါတုတ်စားမှာပေါ့နော်ကဲတုတ်လိုက်အောင်မနော်ဒါကတော့ကိုင်းခန်းကျင်ဒီလေးတွေကိုလှီးထားတာပေါ့နော်ကျက်သွန်နီစိမ်းလေးကိုပဲထည့်မယ်ပြီးရင်စားလေးထည့်မယ်ရတာမို့လေးနည်းနည်းထည့်မယ်ဒါကတော့ပဲမုတ်ပေါ့နော်ဒါကတော့မြေပဲဆန်ထောင်းထားတာလေးပေါ့နော်မြေပဲဆန်ထောင်းထားတာလေးလည်းထည့်မယ်ပြီးရင်စီချက်လေးထည့်ပါမယ်အကယ်၍ငရုတ်ဒီစိမ်းလေးထည့်ရင်လည်းစားကောင်းတယ်တိတာစီချက်ထည့်ပြီဆိုတော့နေပါတော့မယ်ဒါအရိုင်းတုပ်လေးပေါ့နော်ငရုတ်သီးစိမ်းလေးပါရင်တော့ပိုပြီးတော့ကောင်းတယ်တိလားမိုးရင်းနေစီချက်နေကဲသမင်းစားလို့ရပါပြီကဲစီချက်လေးနည်းနည်းထပ်ဖြူလိုက်ဒါကတော့ဖြိုးရမ်းစားခြင်းနေတဲ့ကိုင်းခန်းညင်တုပ်လေးတုပ်ပြီးဆိုတော့သမင်းစားတော့မှာပေါ့နော်ကဲဒါကတော့တရက်တင်းနဲ့ငစင်ရိုင်းကဒီလိုရာသီကြမှာများများစားရတာတိလားဥလေးနဲ့ share ပဲမချစ်စုတရက်တင်းနဲ့ဟုတ်ကဲခန်းကျင်ဒီတုပ်လေးပါထည့်လိုက်ပါမယ်ချိုးမေကြော်ထားပေးတဲ့ကစွန်းရကြော်လေးရှယ်ပဲစားပါတော့မယ်ဒီနေ့ကတော့အကြိုက်တွေပဲအိမ်မှာလူ3ယောက်ရှိရ3မျိုးဟင်း3မျိုးချက်ကစွန်းရကြော်လေးရဲ့ကိုင်းခန်းကျင်တုပ်လေးရဲ့ငစင်ရိုင်းဥလေးရဲ့ကျွေးပါမယ်ထားပြပါအောင်ရှင်ဖြိုးတော့စားတော့မယ်နော်
မချစ်လို့တည့်ဒီကိုအဲ့လိုချက်လို့ရှင်လေအာလူးလေးလို့ပဲစီးနေရပါစားကောင်းနေရောပါငစင်ရိုင်းပေါ့ခြင်းဆိုလို့ရှင်လေအိမ်တိုင်းမေးကြည့်ငစင်ရိုင်းဟင်းနေချက်ကြတာပုံစံမျိုးစုံနဲ့ပေါ့နော်ဖြိုကတော့ငစင်ရိုင်းဆိုလို့ရှင်တည့်တည်နဲ့ချက်တာပူကြိုက်တည့်တည်ရရှိနေမှာငါးလေးကတင်းနေပါဥလေးနဲ့စားကောင်းဒီဥပဲတိတက်ရောင်းလာရရှိတယ်ဥနာလောင်ဒူးနော်ဘာဥရများပါလို့ထင်အသားနဲ့ပါအဲ့က这也是一种。有些人的话，ရေနွေးလေးနဲ့မြည်တဲ့စားကောင်းလို့တယ်ဒီနေ့ကလည်းမေမေဖြိုးထမင်းစားမင်သွားပါပြီ။ကဲဖြိုးလို့စားခြင်းနဲ့ဆိုလိုက်ပြီးချက်စားကြည့်အောင်တော့အရင်စားကောက်ပါတယ်။နောက်ပြီးတော့ကြာလို့ရှင်လဲဖြိုးကြပါလေးချက်ပြပြီးဖြိုးပါလေးစားပြအောင်လဲဆိုတော့ဆက်လက်ဆောင်မှာတရှိဝေးကြပါအောင်ရှင်တဒါ